ရှမ်းပြည်နယ်တောင်ကြီးမြို့မှာရက်အတန်တာပျောက်ဆုံးခဲ့ပြီးနောက်တေဆုံးလျက်ပြန်တွေ့ခဲ့တဲ့ကိုရန်ကျောင်းသားဟာစစ်တပ်လက်ချက်ကြောင့်တေဆုံးရတာဖြစ်တယ်လို့မြို့ခံတွေကပြောပါတယ်။ဒါကြောင့်အမှုမှန်ဖော်ထုတ်ပေးဖို့တောင်ကြီးမြို့ခံတွေကအလိုရှိနေကြပါတယ်။မြို့ခံအများကစစ်တပ်ကစစ်မှုထမ်းအတွက်ပေါ်တာဆွဲဖမ်းဆီးဖို့ကြိုးစားရင်ဆိုင်ကယ်အက်ဆီဒန့်ဖြစ်ပြီးတေဆုံးရတာမျိုးဖြစ်နိုင်တယ်လို့ယူဆနေကြပါတယ်။တော်တော်များထင်တာကစစ်တပ်ကကောင်တွေကြောင့်ပေါ့နော်။အဲ့တော့တရားခံရှာဖို့ထက်ဒီတိုင်းပဲတည်တယ်လို့တင်နေပြောနေကြတာပါ။အတော်ဖြစ်သူပြောတာကတော့ကြောက်တဲ့ကြလို့တယ်ဗျ။အကိုကြတော့ရင်းနှီးလို့တည်ရတဲ့ရှင်းတော့မညီဘူးလေနော်။ဖျားပြူဘက်လဲကစစ်တပ်ပဲရှိတာပါ။အမှန်တကယ်ကလေမြောက်တက်နဲ့အနောက်ဘက်မှာじゃရပကအဆက်ပေါ့နော်။ဖျားပြူရက်ကွက်မှာနေထိုင်တဲ့အသက်16နှစ်အရွယ်မောင်အနက်ကရဲထားဟာဒီဇင်ဘာလ24ရက်နေ့ညနေကအိမ်ကနေဆိုင်ကနေထွက်သွားပြီးနောက်ပျောက်ဆုံးသွားခဲ့တာပါ။အဲ့ဒီနောက်အထက်ကလေးကကိုရန်ကျောင်းသားလေးကို6ရက်အကြာ2025ဒီဇင်ဘာလ30ရက်နေ့မှာတော့တောင်ကြီးမြို့အထက်ကနဲ့အနီးကရေကန်ထဲမှာတေဆုံးလျက်ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။ဒီလိုပြန်တွေ့တဲ့အကြောင်းအတော်ဖြစ်သူက Facebook လူမှုကွန်ရက်ကတဆင့်ဖျားဖြူအပေါ်ကြောက်ထဲကနေအလောင်းမဲပြန်တွေ့တဲ့အကြောင်းဒီဇင်ဘာ30ရက်မှာဝန်내စွာအသိပေးခဲ့ပါတယ်။တေဆုံးကျောင်းသားလေးရဲ့အကိုဖြစ်သူကတော့ရေနစ်ပြီးဆုံးတယ်လို့ကောက်ချက်ချတဲ့အကြောင်းလူမှုကွန်ရက်ကတဆင့်ရေးသားပြောဆိုပါတယ်။ Great တန်ကျောင်းသားတေဆုံးမှုနဲ့ပတ်သက်ပြီးလက်ရှိအချိန်ထိကွယ်ကွယ်ပြပြသိရှိရတာမရှိသေးပဲမိသားစုတာအတိဆုံးဖြစ်လိမ့်မယ်လို့တောင်ကြီးမြို့ခံမျိုးသမီးတဦးကပြောပါတယ်။အဲ့မှာဟိုက Great တန်ကလေးထလေးကလေးသူက24ရက်နေ့ညနေကသူ့အိမ်ကနေထွက်ပြီးတော့လဲတာကွာလဲပြီးပျောက်သွားတာပျောက်သွားတော့အဲ့တော့ပြန်တွေ့တော့အလောင်းပဲပြန်တွေ့တာဆိုင်ကယ်တွေ့လို့ပြောရပဲစီကအဲ့လိုမျိုးဟိုဆိုင်ကယ်အလုခံရတာဘာလားဖာနိုင်တော့တိတိကျကျမသိဘူးအဲ့သူတို့မိဘတွေပဲပြန်တွေ့မှာပေါ့အဲ့လိုမျိုးဘာဖြစ်တာလဲတော့မသိတာတော့အမျိုးတော်ရီကအကြောင်းပေးရအတွင်းဖြစ်သွားတော့တူတလိမ့်ဖြစ်လို့တော်ရီရဲ့ဆီယမားတွေအမှုမပတ်တာပေါ့ဖျားဖြူကြောက်လို့ပြောငါစဉ်းစားလို့မရအဲ့ဒီကြောက်ကိုငါဘယ်နာဟာမှန်းငါစပုံဖော်လို့မရဖြစ်နေတာအမန်နဲ့ရေစကန်ဆိုလို့ရှိရင်အဲ့နာတော့မဟုတ်နဲ့တူတယ်အဖက်ကနေလည်းလမ်းအဖြူကြီးကိုအေးဖျားဖြူသူတော့လဲတာနေမှာဟိုဖက်လမ်းရှိရကွာအခုရထားဖောက်ထားတဲ့လမ်းဖက်နာမှာလေအဲ့ဒီဖက်လမ်းကြားလေးနာသွားပြီးတော့မှပြုတ်ကျလာမှမသိရသူကလည်းသူနော်အဲ့လိုမျိုးဖြစ်လာတော့မပြောတော့လေနော်တူမဘာမှရေးရမသိသူတို့မိသားစုပဲအတိဖြစ်မှာပေါ့အဆိုပါကျောင်းသားပြတ်ဆုံးတဲ့ဒီဇင်ဘာ24ရက်နေ့ကတောင်ကြီးနဲ့ဒေတာတွင်သတင်းတွေမှာဖော်ပြနေတဲ့တော်လန်ရဲလူမှုကွန်ရက်တစ်ခုဖြစ်တဲ့ TGI Sport Revolution ကနေတောင်ကြီးကလူငယ်လူလက်ပိုင်းတွေညပိုင်းအိမ်ဆော့ဆော့ပြန်ဖို့တတိပေးထားပါတယ်။လက်နက်အပြည့်တပ်ဆင်ထားတဲ့စစ်တပ်နဲ့ PNO ပြည်သူစစ်တွေပူးပေါင်းပြီးအနောက်မြို့ပတ်လမ်းတစ်ချောင်းပွိုင်ကာ80စီနဲ့ကင်းလဲနေတဲ့အကြောင်းအသိပေးခဲ့ပါတယ်။ဒါမျိုးအာဏာသိမ်းစာ2021နဲ့2022တုန်းကလားစစ်တပ်ကလှုပ်ဆောင်ခဲ့မှုတယ်လို့ဆိုပါတယ်။စစ်ကော်မရှင်အပြည့်အဝစိုးမိုးထားတဲ့ရှမ်းပြည်တောင်ပိုင်းမြို့တော်တောင်ကြီးနဲ့အောင်မန်းမြို့တွေမှာပြီးခဲ့တဲ့2025ခုနှစ်အောက်တိုဘာ16ရက်နဲ့19ရက်နေ့တုန်းကအလောင်းနဲ့ဆွတ်ပစ်ခံရမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။